ရှင်ဒါခုစောင်းအောင်ရောက်ပြီဆိုတော့ဒီနံနေရလဲဈေးလဲချိုတယ်လေပြီးတော့လက်ဆက်တယ်ပေါ့နော်အေးကကြတော့အညာသူဆိုတော့တည့်ရတိုင်းအချင်းတဲစားမှာပေါ့နော်မုံလာဥတွေဝယ်လာတယ်ပြီးတော့ခါကျဲဥလေးတွေပန်းမုံလာဝင်တွေဝယ်လာတယ်အချင်းတိတ်စားမှာဆိုကိုကြိုက်တဲ့အဒီနံထည့်ပြီးတိတ်လို့ရတယ်နော်ဒီမှာကျတော့ချင်မက်ကဝယ်စားတယ်ဆိုရင်အရင်ဈေးကြီးရတယ်အဲကြတော့ဟိုကကိုတိုင်းပဲပေါ့နော်ပေါ်ပေါ်တိတိစားလို့ရအောင်ကိုတိုင်းနဲ့တိတ်စားတော့မယ်အချင်းမက်ရတဲ့ခါကျသူကဟိုမှာကြက်သွန်နီစိမ့်လေးရယ်ပဲမုံလေးတွေညုတ်သီးလုံမုံလေးနဲ့တုတ်စားလဲစားလို့ကောင်းတယ်ငပိရည်နဲ့အတိုးမြုပ်ဖြစ်လို့စားမယ်ဆိုတော့စားကောင်းမယ်ပေါ့နော်အဲကြတော့ကိုတိုင်းပြီးမှာပါလို့များများစားလို့ရအောင်ဟိုကစားလို့ရအောင်တင်ကြီးလေးတွေပြီးလို့ပမာတင်ကြီးလေးတွေလုပ်ပြပေးမယ်နော်တီပါအောင်ရှင်ဒါအေးဒီအရွက်တွေလည်းမပြည့်ဘူးနော်ရှင်ဘက်တိတ်တက်ထဲမှာအကုန်လုံးသုံးလို့ရတယ်ပြီးရင်ဒါမျိုးလေးခွန်ချုပ်မှာပေါ့နော်တချို့ကလည်းဒီမှာအခွန်မချုပ်ဘဲနဲ့တိတ်တယ်ပေါ့နော်အေးကတော့နည်းနည်းအခွန်ချုပ်အလုံးလိုက်ရေးစီးပြီးမှတိတ်မှာပေါ့နော်ဒါလေးတွေခုအခွန်ချုပ်ပြီးသွားပြီပေါ့နော်ရေလေးစေးလိုက်ပါအောင်ပါရှင်အလုံးလိုက်လေးတွေတဲတွေကိုပိုးကောင်ကြီးကိုပါမှာဆိုလို့လေဒါကြောင့်ဒီကြောင့်နော်တချို့ကတော့ရေမစေးပဲနဲ့ဒီတိုင်းလေတိတ်ကြတယ်အေးရကြတော့နည်းနည်းစိတ်မတန်တော့ရေစေးပြီးမှာနော်ရေခဏစစ်ထားမယ်ပြီးပြီဆိုမှအသေးလေးတွေကျင်းမယ်ပေါ့နော်ပြီးပြီဆိုမှတိတ်ပါမယ်ရှင်ဒါမျိုးလေးစေးပြီးပေါ့နော်ရေခဏစစ်ထားမယ်ရေစက်လိုက်ကြီးနဲ့ဆိုရင်တော့ဒါပုံမှာဆိုလို့အကြောင်းရှိစစ်ထားပါမယ်ရှင်ခဏလေးမှလှီးပါမယ်ဒါခုနအေးရေးစေးထားတဲ့ဒီရွက်တွေကိုလေကိုစားမလောက်ပြီပေါ့နော်နောက်တော့ဒီတုံပြီးမှာပေါ့ပြီးတဲ့ပုံစံတော့ကိုကြိုက်တဲ့ဒီဇိုင်းနဲ့ပြီးလို့ရပါတယ်လို့အေးရတော့ပေါ့နော်ဒီလိုမျိုးအဝိုင်းလေးတွေပဲပြီးပါတယ်အဲ့လိုတချို့ကလည်းချောင်းလေးတွေလည်းအဲ့လိုပြီးရပေါ့နော်ဒီဇိုင်းနဲ့ပုံစံပြီးပါဒါလေးလိပြင်တော့ရဂျီမစေးတော့ပေါ့နော်တိုင်းမဲ့တန်းသိပ်တော့မှာပါရှင်ခုနအလုံးလိုက်တွေစေးပြီးဆိုတော့လေခုနအေးအကုန်လုံးပေါ့နော်ဒီနံနေလိပြီးတဲ့ဥစားဒါကကြတော့ရမှီပေါ့နော်မှီနဲ့တိတ်မှာတချို့ကကြတော့လေစံစိမ့်နဲ့တိတ်တယ်လို့လည်းပြောတယ်အေးကတော့စံစိမ့်နဲ့မတိတ်ပါဘူးရှင်မှီနဲ့တိတ်တာပါအေးတို့ဟိုမှာဟိုနေရီဆိုရင်တော့ဒီထင်းမီဘိုတို့မိသမီးဘိုနဲ့ချက်တယ်ဆိုရင်လေဟိုရိုးရိုးထမင်းအိုးနဲ့ဆိုရင်ဟိုမှီရရပေါ့နော်ဒါကကြအေးကကြတော့အိမ်ကပေါင်းနဲ့ပဲချက်တဲ့အတွက်မှီရမရဘူးပေါ့နော်အဲ့ဒါဘာလို့လဲဆိုအေးကစံစိမ့်မုံပေါ့နော်အဲ့အမှုံရဲ့ထမင်းချမ်းကြံလာရေကိုလူမျိုးမှီပုံမှန်ကြိုပြစ်လိုက်တာပေါ့နော်အဲ့ဒါနဲ့တိတ်မှာပါရှင်ပြီးတော့အေးကစားရည်လည်းထည့်ထားပါတယ်ဒီထဲမှာစားရောအကုန်ပါပြီးသားပါရှင်အဲ့လိုလေးတိတ်ပါဘာမှတိတ်ကထမညာဘူးပေါ့နော်အလွယ်လေးတိတ်ရကိုစားချင်တဲ့အသီးနှံမှန်သမျှထည့်သိလို့ရတယ်နော်ဒါမျိုးလေးနှစ်ဘူးပြီးသွားပြီပေါ့နော်ထည့်ပြီးဆိုကိုအေးကမင်းကြီးထည့်ပါတော့ရှင်ဒီအသီးနှံနေမြုပ်အောင်ထည့်နော်ပြီးတော့လေးမဟအောင်လို့ဖုံးဖုံးတဲ့ခါဆိုရင်လည်းမှာဘူးတွေပါရင်မလုံးပါဆိုရင်ဒီမျိုး plastic အိတ်ကြီးလေးတွေခံပြီးတော့ပုံနေရတယ်ဒါမျိုးလေးနှစ်ဘူးတိတ်ပြီးသွားပြီပေါ့နော်ဒီလိုမျိုးမှီကိုလည်းဒီအသီးနှံနေမြုပ်တဲ့ထိထည့်မယ်ပေါ့နော်လေးဟာချိန်မရှိအောင်လို့လေတကယ်လို့ကိုကဒါတော့အေးရတော့ဘူးကလုံတယ်ပေါ့နော်တကယ်လို့မလုံဘူးဆိုရင်ဒီလိုမျိုးအိတ်ကလေးတွေခံပြီးတော့လေရှစ်ထားပေါ့နော်ခဏခဏလေးဖွင့်မကြည့်နဲ့ပေါ့နော်ဒီမှာမဲသွားမှာဆိုလို့လေနက်ပြီဆိုရင်ဒီလိုဘူးကြီးဆိုရင်တော့တိတာရပေါ့ဒီမှာနက်လားမနက်လားဆိုတာလေအတိကတော့နည်းနည်းအပူပိုင်းဒေတာဆိုရင်တော့2ရက်3ရက်နဲ့ကိုချင်တယ်ဒီကအေးတော့ကြတော့ဘယ်နှစ်ရက်နေမှချင်မယ်တော့မသိဘူး3-4ရက်နေမှာပေါ့နော်ဝိုင်းဒေတာတဲ့တော့နည်းနည်းတော့ရက်ပုံမဲ့ထင်တယ်ဒါအေးကတော့မှာခုလိုမျိုးတိတ်ပြီးပြီဆိုရင်ပုံမှန်တိုင်းအခန်းအပူချိန်မှာပဲထားတယ်ပေါ့နော်ဟိုနေလန်းနာတို့နေထုတ်ပြတာတို့တော့မလုပ်ပါဘူးရှင်ဒါမျိုးလေးလှုပ်ရှားကြည့်ပါရှင်တိတ်စားတဲ့သူတိုင်းစားကောင်းကြပါစေလို့အေးရဆုတောင်းပေးပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်